ဒီလိုမျိုး12လက်မ Bluetooth speaker တစ်လုံးကို2,3,500 2,3,500ကျပ်ပါရှင်ဟုတ်ပါတယ်ဒီက12လက်မ Bluetooth speaker ဖြစ်သွားမယ်ဒီ Bluetooth speaker မှာဆိုရင်ဒီလိုမျိုးသချင်းဆိုလို့ကောင်းတဲ့ steel ကျိုးနဲ့မိုက်တစ်လုံးပါပါမယ်ပြီးတော့ဘာတွေထပ်သုံးလို့ရတယ်ဆိုရင်အနောက်ဘက်မှာဆိုရင်ဒီမှာ USB ကတ်တွေထိုးလို့ရတယ် DF ကတ်တွေနဲ့လည်းသုံးလို့ရတယ် AUX ပေါက်လည်းပါမယ်အရှိတစ်ပုတ်ကျော်နောက်တစ်ပုတ်ကျော်သုံးလို့ရမယ် music အတွက်ဆိုရင်လည်း music bit တန်ထွားဘက်တန်တွေပါမယ် mic အတွက်ဆိုရင်လည်း mic volume တွေ mic echo တွေအကုန်ချိန်ကြည့်လို့ရမယ်အားသွင်းတာတော့တိုက်စီနဲ့အားသွင်းပေးရမှာပါကိုယ့်ရဲ့အိမ်မှာတချင်းဆိုချင်တာပဲဖြစ်ဖြစ်တချင်းတီးတဲ့နားထောင်ချင်တာပဲဖြစ်ဖြစ်လုံးဝသုံးလို့အဆင်ပြေတဲ့ကာရာအိုကေစပီကာလေးပါဒီစပီကာလေးကအတန်ထွက်ကိုလည်းတစ်ခါတည်းစမ်းပြပေးပါမယ်နော်တင်ပါတယ်ရှင်အတန်ထွက်ကတော့လုံးဝရှယ်ပဲเนาะ2,3,500ကျပ်ပါရှင်